ဒီကပေါ်စီကတော့ခရီးရတယ်ဒီကတော့ဟဲ့မရတော့ဘူးကြောင်ရီဖီစကီကတော့နော်ရီဖီစကီကတော့တဲ့ထိုးတာတို့အောင်လေးမှာတိုက်ကြရကမ်းဖို့ရောက်လာပြီတေးဖို့များသွားပါပြီတိုင်းတော့ကတော့နော်တေးဖို့များသွားပြီများသွားပြီတွေးပြတ်တတ်တယ် bro what the fuck ဒါပေမဲ့မရဘူးဝင်းဝေးပါမြန်မာလူကြီးပဲဝင်ချတယ်ဗျာကျုံနေပြီညောက်ကြီးကျုံဝင်ဖြတ်တာရောကြီးမပြေဘူးတွေ့လို့မရဘူးဗျာဒီမလိုက်ကကျွန်တော်ပြောပြပေးပါမယ်လို့ပြီးကြရင်နော်နောက်ထပ်မှာကိုဆွမ်း3 man ဖမ်းလိုက်တယ်ဆိုတဲ့အနေထားမှာdirect ပုံလိုက်တယ်ဦးနေပြီလေဘာဖြစ်သွားမှတော့မသိဘူးကိုဆွမ်းလည်းပျောက်သွားတယ်ပေါ်လေးမထင်းဘူးလားပေါ်လေးမထင်းတော့ဘိုးတွေထောက်ကြတာဖက်ကဘာလဲတန်တယ်ကိုဆွဲဖို့ရောက်ကြည့်လာပြီဆိုတဲ့အနေထားမှာနာဖွမ်းကိုကောက်ချုပ်လိုက်တယ်ဂျိုးတတ်တယ်ရောက်သွားမလား no ဘယ်လိုထိုတာရဲ့ VP စကီးကတကယ်ကိုကောင်းတာတော့ကဲဗီချီနေယူလို့ကြပြီဖန်နီဆွဲတယ်နာအဲ့ဒီနဲ့ချုပ်တယ်ဒါပေမဲ့ဖန်နီလွတ်သွားခဲ့ရတယ်တော့မှဖိုးဘီရဲ့ဂျူလီယန်ထောင်းနေဘူးချင်းနာကိုပြတ်နိုင်မလား level 1လွဲသွားတာလားဘယ်လိုလဲဒီနေ့ဒီပြန်မလွဲဘူးသူလိုမိုင်းကောင်းတယ်ကြောက်ပြောရေးသေးဒီမှာလိုပြီးလိုက်ရတယ်ဆန်းဆန်းထုတယ်မော်စကိုအဲ့ဒီဖြစ်တယ်လွဲတယ်သူတိုက်ရွယ်နောက်ကနာကိုမဟုတ်ဘဲနဲ့ effect လူပဲကဲနေအောင်ဖိုးဘီရဲ့ထုတယ်တိုက်ပြန်နှစ်ကောင်ဆွဲထောင်းလာတယ်ဖိုးဘီရဲ့တောက်ချောက်ထုတယ်တစ်ဖက်ကဂျူလီယန်ထပ်ပြီးပြတ်သွားခဲ့ရပါပြီကဲကိုဂျုံဝင်လာပြီးနာကိုပြတ်တော့မပြတ်ဘူးဆိုတော့ဒီထားမှာနာကိုဝူချီစကေးဝက်လေးနဲ့စပြီးတာယာလေးဖြတ်ခဲ့လိုက်တယ်တစ်ဖက်ကဒိုင်တော့ဝူချိုပြန်ပြီးတော့ရသွားခဲ့တယ်ကဲတစ်ဖက်ကဂျူလီယန်ဆိုတာမြန်မာလူဝင်သွားပြီတစ်ဖက်ကမော်စကိုပြတ်သွားခဲ့ပြီတော့ပဲဖိုးဘီရဲ့ပြန်ပြီးတော့ရလိုက်ပါတယ်ဆိုတော့ဖန်ဒီဘာလို့မှလဲပြောရင်လည်းပဲတစ်ဖက်ကနော်ဂျူလီယန်ကြီးတော့ပြတ်သွားခဲ့ရပြီဗျဟုတ်တယ်ရောဒီဘက်လိုင်းလန့်နေတာလားမသိဘူးကဲဖိုးဘီရဲ့တောင်အထဲတီကို၄ယောက်ဝင်ထောင်းတယ်ဘလို့ဖန်ဒီအေးသေးလေးတာယာလေးကြီးလိုက်ကောက်တယ်နာနဲ့ဂျူတာရိုကတော့ပျောက်သွားခဲ့ရပြီဗျကဲဘလို့လော့သက်မှာဒီထလော့သက်မှာထွက်ကဟွာကြီးကိုကျွမ်းကြီးထောင်းလိုက်ပြီဆိုတဲ့လေထမ်းမှာဆိုတာတယောက်လည်းပါတယ်ဆိုတာပါတဲ့ကောင်ဖြတ်မယ်ဆိုတဲ့တေးမိတ်ဒီဗျနော်တစ်ခါကလေဂျူတာရိုဘယ်လိုဝင်နေရတော့ကောင်းမှုကွာအဲ့တော့ဆော့ပြမယ်ကွာတိုင်းနော်ကိုစုံမှုမင်္ဂလာပါဘက်ကစမ်းဖက်တာဝါလေးတွေဝင်တောင်းတယ်မင်းအဲ့ဒါကြီးကမများဘူးလားထွက်ကနာပြတ်ဖို့နေသားမှာရှိသွားပြီဆိုတဲ့ဘူးရှိတာဝါလေးတွေဝင်ပြီးတော့ဖြတ်တယ်ဘက်ကဂျူလီယန်သူရှုံးမတင်ရခဲ့ပါတယ်နည်းနည်းလေးလောသွားတယ်ကိုရှင်ကနော်ဘက်ကနာအေဒီမီနဲ့ဖိုးဘီရဲ့လိုထောင်းနာပဲလောက်တာရောက်ရေးမောင်ကျိုပြီးလုံသွားပြီနော်လောအမ်လာဖိုးဘီရဲ့ထောင်းတယ်ဘူထောင်းတယ်ဘယ်လိုပြစ်တယ်တာဝါနည်းနည်းလေးပဲကျန်တော့တာဝါကိုလောရိုက်နေပြီတာဝါမတပတ်နိုင်တော့တော့ဆုံးသွားပါဘူး